ကြကလည်း YB ရဲ့မင်းထွက်ခဲ့တော့ငါမျိုးကိုစောင့်နေရတဲ့ရှင်တော်များနေပြီလို့ပြောပါတယ်အဲ့လိုပြောပြီးမင်းထွက်ခဲ့တော့လို့အော်ချိုင်တဲ့ရှင် YB ကလည်းမိုးကနေပြီးထွက်လာချင်းကိုကြသူတာလည်းဟာကီထည့်ပြီးတော့ YB ကလည်းဟာကီထည့်ပြီးတော့အပြန်ဆန်းခုတ်ချလိုက်ပါတော့တယ်ခဲ့ပြီးတော့မင်းပြောပါတယ်အဲ့မကိုကြရဲ့ဖွက်တက်ကြီးကလည်းကြည်နေပြီးရှန့်ကလည်း YB ကမင်းနိုင်ငံနဲ့လက်အကျတူကျသွားတယ်ပဲလို့ပြောပါတယ်အဲ့ဒီမှာပဲမာကိုကမျက်စိမီးတောက်လာခဲ့ပါတယ်သူ့ဖွက်တက်တဲ့တီပါပါတယ်သူတို့နေရာလည်းရီးနေပါတယ်ဘေးနာကအိုဒါကလည်းသူ့ကိုသူဆောက်တော့မရဘူးလို့ထင်နေပါတယ်အမကိုကြဖွက်တဲ့ကခေါင်းဆောင်တော်ဖြစ်တဲ့ဟိုသူကလူတိုင်းကိုတက်ခက်ခိုင်းဝီဒီကလည်းလူငိုတက်ဖက်ခဲ့တယ်မာကူကလည်းသူ့ရဲ့ဖီနီဖူဖြစ်တဲ့ဖူနဲ့ဗီဒီယိုတက်တဲ့ဝီဒီကလည်းအသားရလေးပဲတားလိုက်ပါတယ် YB နဲ့ကိုကျွန်တော်ထက်မှန်ချရဲ့ချင်း YB ကသူ့လည်းနဲ့ YB ဟာခီကြီးစားကြီးထည့်ပြီးလှုပ်ချိုက်တယ်ကိုကြားလေးပြန်တားလိုက်ပါတယ်ဦးရာကိုခေါင်းဖြတ်တော့မဲ့လူတွေကတော့ဗီဒီယိုတစ်ချက်လာတားလိုက်ပါတယ်တီးကလည်းတော်တော်တီးချလူတော့ကိုတားထားပါတယ်အခုပိုင်းလေးရဲ့စာမှာတော့ဗောနော်YB ကလည်းပြောပါတယ်အဲ့တော့ဦးရာမင်းကောင်းနာအောင်တက်ဆန်းလို့ပြောတော့ဦးရာရဲ့စိတ်တော့ပွားသွားပါတယ်အဲ့ဒီမှာ YB ရဲ့သူ့ရဲ့လမ်းနဲ့ဦးရာနဲ့တိုက်ခိုက်ကြပါတယ်ဒါပေမဲ့ဦးရာကYB ရဲ့မင်းကောင်းနာအောင်တက်ဆန်းမှလို့ဦးရာကလန့်အိုးလိုက်ပါတယ်ဟာခီလက်သုံးချလိုက်ပြီးဦးရာကသူ့ဓာတ်တွေကိုဟာခီထည့်ပြီးကိုကြောက်ခုတ်ချလိုက်ပါတော့တယ်ကိုကြကလည်းမင်းကောင်းနိုင်မှာကိုမဟုတ်ဘူးလို့ပြောလိုက်ပါတယ်သူကလည်းမင်းကောင်းနိုင်မှာဖြစ်နေအောင်ချစမ်းမလို့ပြောပါတယ်YB ကသူနဲ့ချနေတဲ့အချိန်ဟိုကမင်းကောင်းနိုင်အောင်တိုက်လို့ပြောရတယ်မာကိုကလည်း YB ရဲ့လှုပ်ထားလို့ပြောပါတယ်အဲ့မှာဘီနာနေခရမ်းမှုတော့ရောက်လာခဲ့ပါတယ်ခရမ်းမှုတော့ရောက်လာရောဦးရာတဲ့မင်းဘာလာလှုပ်တာတော့ခရမ်းမှုတော့YB ကလည်းမင်းတို့ဘာလာလှုပ်တာလို့ပြောပါတယ်ခရမ်းမှုနဲ့ YB ကနဲ့အပြည့်ဆက်တိုက်ခတ်နေကြပါတယ်အဲ့ဒီမှာပဲYB ကဦးရာကိုတစ်ချက်လောက်တော့အထီးနောက်ခုတ်နိုင်တဲ့ပဲလေဦးရာလည်းငို့ပြင်းတက်သွားချင်း YB ကခုတ်ချလိုက်ပါတယ်အဲ့ဒီမှာပဲ YB ကသူ့ရဲ့ဒီဘက်ဟူဆွမ်းဖြစ်တဲ့အလင်းအစွမ်းကိုပုံချလိုက်ပြီးဦးရာကိုတက်ခိုက်ဖို့လုပ်ပါတယ်ဦးရာကလည်းဓာတ်တက်သူ့ရဲ့ဓာတ်ရဲ့ဟာခီထည့်ပြီးတော့တော့ပါတယ်အဲ့အနုဘိုးကြရဲ့ white လက်သီးကိုကနေခဲ့ပါတယ်အဲ့မှာကိုကြတော့ဦးရာတီးချိုက်တော့ဦးရာလည်းအဝေးကြီးလွတ်ဆွသွားပြီပါတယ်ဦးရာလည်းကုန်းမီတစ်ခုကိုရောက်လာခဲ့ပါတယ်ငါ YB ရဲ့ကိုပြောသူခရမောက YB ရဲ့မင်းနိုင်သွားပြီပဲလို့ပြောပါတယ်အဲ့ဒီမှာဦးရာကလည်းသူလွန်မိုးနေပြီလို့ပြောပါတယ်အဲ့မှာYB ကစိတ်တော့မင်းတော်တဲ့လူပဲလို့စီတီကပြောနေပါတယ်ဒီနေ့ပိုင်းလေးတော့လောက်ပါဖြစ်ပါတယ်နောက်ထပ်ပိုင်းလေးကို7မိနစ်ပို့နဲ့ကျွန်တော် channel လေး like ဆွဲလုပ်ခဲ့ပြကြပါအဲ့လိုမှတက်တာ